ဘောလုံးလောကရဲ့မိုက်ကယ်ဂျော်ဒန်ရိုနယ်ဒိုတို့တယောက်ယောက်ကပြောလိုက်ရင် CR7 ကိုပဲရင်ဆုံးတွေးမိမယ်ထင်တယ်ဘရာဇီးသားရိုနယ်ဒိုတို့ဆိုလိုက်ရင် R9 ဆိုတဲ့အသုံးနှုန်းထက် Fat Ronaldo Red Haircut Ronaldo ဆိုပြီးတစိတ်ကတ်ကြလိမ့်မယ်ဘရာဇီးသမိုင်းတစ်လျှောက်အခမ်းအနားဆုံးတိုက်စစ်မှုတူကိုဒီလိုတစိတ်ကတ်တာဝမ်းနည်းစရာပဲသူပိုင်ဆိုင်ခဲ့တာတွေနဲ့သူပြန်လည်ရှုမြင်ခံရမှုတွေဟာမတရားမှုပဲဘောလုံးသမားဘဝကိုသူစတင်ခဲ့ပုံဟာမိတောင်တလုံးလိုပဲလာဇီရိုအသင်းနဲ့အတူသူပောက်ကွေးထွက်လာတာဟာမိတောင်တလုံးလိုပဲမိတောင်တလုံးရဲ့အစင်တစားဟာချော်ရပူတွေဆိုရင်ရိုနယ်ဒိုရဲ့အဆင့်တစားဟာတွင်ကိုတွေပဲခရူဇီယိုမှာရိုနယ်ဒိုဟာ44ပွဲကစား44ကိုတွင်ခဲ့တယ်ဆယ်ကျော်သက်ဘဝမှာပဲရိုနယ်ဒိုဟာ1994ကမ္ဘာ့ဖလားပြိုင်ပွဲချန်ပီယံဘရာဇီးအသင်းမှာစရင်ပေါက်ခဲ့တယ်1994ကမ္ဘာ့ဖလားမှာရိုနယ်ဒိုရဲ့ရနံ့ကိုဥရောပကလပ်အသင်းတွေစတင်ချီရခံမိတယ် PSV အသင်းမှာ200တိကျဖြတ်တန်းပြီး58ပွဲကစား54ကိုသွင်းယူနိုင်ပြီးနောက်ရိုနယ်ဒိုဟာပါရမီရှင်ဆိုတာဘောလုံးကမ္ဘာတစ်ခုလုံးစတင်လက်ခံလာပြီအသက်19နှစ်အရွယ်ဆိုတာတင်ယူလိလာရအောင်မဲ့အရွယ်မျိုးလိုရေပူရသုံးသပ်လို့ရတယ်ဒါပေမဲ့19နှစ်အရွယ်ရိုနယ်ဒိုကကိုပိုင်ပါရမီကိုထုထည်ကြီးမှစွာတရုပ်ဖော်နေပြီးလင်းမြန်မှုခန္ဓာကိုယ်ဟန်ချက်ညီမှုနေရာယူတတ်မှုဘောလုံးထိမ့်သိမ့်မှုနေစနစ်ကျွမ်းကျင်မှုအရာအလုံးဟာသူ့စမှာမြင်ရတဲ့ပါရမီပဲဘောလုံးဝေဖန်သုံးသပ်သူတွေတာမကပဲပရိသတ်တွေကပါတင်းဖော်တွေတာမကပဲပြိုင်ဖက်တွေကပါတတိထားမိလာတဲ့နတ်ဖျားပေါက်စားဘွားရောက်လာတယ်ဘာစီလိုနာဟာအဲ့ဒီနတ်ဖျားပေါက်စားကိုနူးကမ်ကွင်းထဲမှာပင့်ခေါ်လာခဲ့တယ်1996-99ရာသီဟာရိုနယ်ဒိုရဲ့မမိနိုင်စရာအကောင်းဆုံးရာသီပါပဲဘာစီလိုနာအတွက်49ပွဲကစားပြီး48ဂိုးသွင်းယူခဲ့တဲ့မှတ်တမ်းထက်ပိုပြီးကုန်ယူရမယ့်ဆုလက်ဟာသူ့ဘဝထဲစိုက်ကပ်လာတယ်ကမ္ဘာအကောင်းဆုံးစားသမားဆုကိုအသက်ငယ်ဆုံးဆုခွန်းနိုင်သူဖြစ်မှတ်တမ်းဝင်ခဲ့တယ်မက္ကဆီကအသက်22နှစ်အရွယ်ဘောလုံးရာသီတစ်ခုမှာ53ပွဲကစားပြီး48ဂိုးသွင်းယူနိုင်ခဲ့တာကမ္ဘာအကောင်းဆုံးကစားသမားဆုကိုဆုခွန်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီးလူတွေကဒဏ်ရာရီလိုမျိုးတစ်ဖွားဖွားပြောကြတယ်အဲ့ဒါတွေမတိုင်မီကတည်းကရိုနယ်ဒိုရဲ့ဒဏ်ရာတွေဟာခန္ဓာထဲဝပြီးသားဖြစ်တယ်အသက်23နှစ်အရွယ်ရောက်ချင်းမှာရိုနယ်ဒိုကကမ္ဘာဖလားဆုခုပြီးပြီကမ္ဘာအကောင်းဆုံးကစားသမားဆုကို2ကြိမ်ဆုခုပြီးပြီတကယ်လို့များဒဏ်ရာပြဿနာတွေတာမနှိမ့်ဆက်ခဲ့ဘူးဆိုရင်ရိုနယ်ဒိုရဲ့ကစားသမားဘဝဟာဘယ်လောက်တောင်ခန္ဓာထဲဝလိုက်မလဲဘယ်လောက်ဒဏ်ရာတွေဆန်လိုက်လိမ့်မလဲဘုရားသခင်ပဲသိလိမ့်မယ်1998ကမ္ဘာဖလားဟာရိုနယ်ဒိုစီခက်ကြမ်းကြမ်းတိုးဝင်လာတဲ့ငရဲပဲညှော်လင့်ချင်းများစွာပြီးကြနေတဲ့ဘရာဇီးသားသူစီနှဆိုးဟာအပေါင်းနဲ့အသင်းနဲ့ဝင်တိုက်ခဲ့တာပေါ့တွင်ကိုများစွာစံချင်းမှတ်တမ်းများစွာသူဦးချင်းစုတစိတ်များစွာပိုင်ဆိုင်ထားခဲ့တဲ့သူအတွက်1998ကမ္ဘာဖလားဘောလုံးပွဲမတိုင်မီမှာဝယ်ယူပြန်သူလိုခန်းစားစီရတာဟာတိတ်ပြီးရက်ဆက်တဲ့ကံကြမ္မာမျိုးမှလားသူကိုယ်တိုင်တာမကပဲဘရာဇီးအသင်းကလည်းကိုပြတ်ရှုံးတဲ့ရင်ဆန်လိုက်ရတာဟာရိုနယ်ဒိုအတွက် trauma ပါပဲအဲဒီနောက်ပိုင်းသူ့အတွက်ကံကြမ္မာဆိုးတွေ trauma တွေဟာမရက်တန့်နိုင်ခဲ့ဘူး1999ခုနှစ်နိုဝင်ဘာ21ရက်မှာသူဒူးတန်ရပြင်းထန်စွာရခဲ့ပြီးအမောင်ထဲတက်ဆင်းခဲ့ရပြန်တယ်လက်ချီတင်းတဲ့ပွဲမှာရခဲ့တဲ့ဒူးတန်ရဟာ9လကြာပြန်လဲထူထောင်ရေးကာလထဲနဲ့မုန်းခဲ့ရတယ်အဲဒီဒူးတန်ရဟာရိုနယ်ဒိုရဲ့လက်ကျန်ကစားသမားဘဝတစ်လျှောက်လုံးကန့်ညှိသွားစေတဲ့နာကျင်မှုပဲဒူးတန်ရကြောင့်ရိုနယ်ဒိုရဲ့အရှင်ဟုန်ပြင်းစွာကြော်ပြတ်မှုတင်ကေတာဟာခက်မိန်ဖြစ်မသွားဘူးသူ့ရဲ့ကြဲအောင်ပုံပြင်းဟာရက်တက်မသွားဘူးလင်မြန်မှုအပြုကစားဟန်ကရိုနယ်ဒိုရဲ့ဦးစားပေးမဟုတ်တော့ပေမဲ့နီးစနစ်ပိုပြီးကျွမ်းကျင်လာတဲ့နေရာယူပုံပိုပြီးတက်ရက်လာတဲ့အဆုံးသက်ပုံပိုပြီးကောင်းမွန်လာတဲ့ရိုနယ်ဒိုကိုမြင်တွေ့ခွင့်ရခဲ့တာပါ2000ကမ္ဘာဖလားမှာစပင်ပုံစံအသင်းနဲ့ရိုနယ်ဒိုဟာအောင်မြင်မှုအသစ်စီချီတက်နိုင်ခဲ့တယ်2000ကမ္ဘာဖလားမှာ8ဂိုးသွင်းတယ်ကမ္ဘာဖလားချန်ပီယံဆုခိုးတယ်ကမ္ဘာအကောင်းဆုံးကစားသမားဆုခိုးတယ်အရာအလုံးဟာပေါင်းခင်းနဲ့ပြန်ရောက်သွားသလိုပါပဲထရောမာတွေဟာရိုနယ်ဒိုရဲ့ဘဝထဲခိတ္တငြိမ်သက်ဒဏ်ရာနတ်ဆိုးတွေကိုနတ်ဖျားပေါက်စလေးကခိတ္တနှင်ထုတ်လို့မက်ထရစ်ရွှေမျိုးတော်စီစင်ခေါ်မှုအသစ်တွေစီအိမ်မက်အသစ်တွေစီသူ့ရဲ့အကောင့်တစ်လိုကူးဆက်ခဲ့ပြီးမက်ထရစ်နဲ့ဒူပထမဆုံးပွဲမှာ2ဂိုးသွင်းယူပြီးနောက်သူ့ရဲ့3ဂိုးမြုပ်ဝမ်းဟာမတင်ကောခဲ့ပါဘူး184ပွဲကစားပြီး104ဂိုးသွင်းယူနိုင်ခဲ့တာဟာမမေ့နိုင်စရာကြီးမြတ်မှုမဟုတ်လားရီယယ်မက်ထရစ်ကစားသမားဘဝမှာရိုနယ်ဒိုအတွက်တိမ်မွေးတဲ့လက်စားချီခံကိုပြန်မြင်တွေ့ခဲ့ရတာပေါ့တစ်ချိန်တုန်းက1998ကမ္ဘာဖလားဘောလုံးပွဲတုန်းကသူ့ကိုဒဏ်ရာရစေခဲ့သူကိုသမားဘာသက်ကိုလက်စားချနိုင်ခဲ့တာပါပဲဘာသက်ရဲ့မန်ချက်စတာယူနိုက်တက်ကိုဟတ်ထရစ်သွင်းပြီးတိမ်မွေးစွာလက်စားချနိုင်ခဲ့တာပါပဲ2006ခုနှစ်ရောက်ချိန်မှာရိုနယ်ဒိုဟာလူဝကြီးဖြစ်နေခဲ့ပါပြီကိုလေးချိန်မြင့်တက်လာမှုကြောင့်ရိုနယ်ဒိုရဲ့ကြန့်ခိုင်မှုဟာအမြဲလိုတန်တရားပုံခံခဲ့ရတယ်ဒါပေမဲ့2006ကမ္ဘာဖလားမှာဂိုးတွေထပ်သွင်းပြီးရိုနယ်ဒိုဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးဆန့်ကျင်ကိုပိုင်ဆိုင်ခဲ့ဘူးတယ်အဲဒီနောက်ရိုနယ်ဒိုရဲ့ပြဆက်ဟာ AC မီလန်နဲ့ကိုရင်တီဟာမှာဆက်လက်ပြီးကျင်းလည်ခဲ့တယ်။ဒဏ်ရာပြဿနာကြောင့်အကောင်းဆုံးပုံစံပြမရတော့တဲ့တိုက်စစ်မှုတွေအများကြီးရှိခဲ့ဘူးတယ်။မိုက်ကယ်အိုဝင်ဆိုရင်ဒဏ်ရာကြောင့်အကောင်းဆုံးပုံပြင်တွေရဲ့အဝေးတင်ငယ်ခဲ့ရတယ်။ဒဏ်ရာပြဿနာဆိုတာကြီးမြတ်မှုဆိုတဲ့စီးမြင်နာမကောက်အောင်ဆွေးငင်ထားတဲ့အရာမျိုးပဲ။ရိုနယ်ဒိုကအဲ့ဒီဆွေးငင်တဲ့အရာကိုတွန်းကန်ယုံထွက်နိုင်တဲ့တော့ထွက်ခဲ့တယ်။အကောင်းဆုံးဖြစ်ရတွေစီသူတက်ဆွမ်းတဲ့မြတိုးကတ်သွားတယ်။ဒဏ်ရာတွေတွေးမတိတ်ပေမဲ့
ခန္ဓာကိုယ်အလေးချိန်မြင့်တက်နေပေမဲ့သူဟာဖြောဖြေပြီးရင်ဖြောဖြေခြင်းခဲ့တယ်။ကိုယ်လေးချိန်တွေမြင့်တက်နေပေမဲ့ဂိုးတွေသွင်းယူနေစေ။ရိုနယ်ဒိုအကြောင်းလူတွေသိမပြောကြဘူး။ခက်ကြောင်ကြောင်စပင်ပုံစံကိုပဲလူတွေမြင်ကြတယ်။လူတွေကပီလီကိုပဲမှတ်ရချင်ကြတယ်။မက္ဆီကိုပဲမှတ်ရချင်ကြတယ်။စီရိုနယ်ဒိုကိုပဲမှတ်ရချင်နေကြတယ်။နောက်ဆုံးမာရာဒိုနာကိုပို့ပြီးမှတ်ရကြတယ်။ဒါပေမဲ့ရိုနယ်ဒိုအကြောင်းပြောကြတဲ့အခါတွင်ကိုတွေအကြောင်းပြောချင်သူတဲ့ရိုနယ်ဒိုရဲ့ပြပလူနေမှုပေါ်ကကိုယ်လေးချိန်မြင့်မားမှုတွေကိုပဲစိတ်ထဲဆွေးနေကြတယ်လို့ပဲသူရဲ့ပရိသတ်တွေကလွဲပြီးဘသူမှသူ့ကိုအံ့ဖွေပုဂ္ဂိုလ်လို့မခံစားမိပုံပဲ1999ခုနှစ်ဥရောပနွေဦးကာလနေ့လေးတစ်ရက်မှာအသက်36နှစ်အရွယ်မိုက်ကယ်ဂျော်ဒန်နဲ့အသက်22နှစ်အရွယ်ရိုနယ်ဒိုတို့ဟာ Nike ကုမ္ပဏီရုံးချုပ်မှာဆုံကြတယ်မိုက်ကယ်ဂျော်ဒန်ကမင်းကဘောလုံးလောကရဲ့မိုက်ကယ်ဂျော်ဒန်ပဲလို့ပြောခဲ့ဘူးတယ်အဲဒီချိန်တုန်းကရိုနယ်ဒိုကပြုံးပြယုံပဲပြုံးနေခဲ့တယ်ခုနှစ်များရိုနယ်ဒိုကိုပြန်မေးကြည့်ရင်ဘယ်လိုသဘောထားမလဲဘယ်သူကရောသူ့ကိုဘောလုံးလောကရဲ့မိုက်ကယ်ဂျော်ဒန်ပဲလို့သဘောထားမလဲ